ကဲအလုံးမှာဆိုလို့ရှင်ကိုယ့်ရဲ့ boss ကိုယ့်ရဲ့ manager မဟုတ်လို့ရှင်လဲကိုယ့်ရဲ့ leader တယောက်အနေနဲ့ကကဲ meeting သွားတက်ရမယ်ဖြစ်တဲ့အတွက် meeting notes လေးကို meeting minutes လေးရေးခဲ့ပြီလို့ပြောမယ်ဆိုရင် meeting minutes ကဘာကြီးလဲနော်ကဲဒီ video ထဲမှာဒါလေးကို sharing လုပ်ပြီးသွားပါမယ် meeting minutes ဆိုတဲ့အချိန်မှာဆိုလို့ရှင်ဒါတွေက meeting တက်တဲ့အခါမှာဖြစ်ပျက်သွားခဲ့တဲ့အကြောင်းအရာလေးအနေနဲ့ကိုခြုံပြီးတော့ရေးထားပြီးတဲ့အမှတ်ချက်လေးတစ်ခုပါပေါ့နော်ဆိုအရာအလုံးအနေနဲ့ကိုအသေးစိတ်ရေးစရာမလိုဘဲနဲ့အရေးကြီးတဲ့အချက်လက်တွေကိုပဲရေးပြီးလို့လည်းအဆင်ပြေပါတယ်ပေါ့နော်အတိအကျအနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ summary လေးတစ်ခုအနေနဲ့ပေါ့နော်ဒီ meeting ထဲမှာ what was discussed ဘာတွေဆွေးနွေးခဲ့တယ်လဲ what decision was made နော်ဘယ်လိုမျိုးဆုံးဖြတ်ချက်ချခဲ့လဲ or actions item ဒီဆောင်ရွက်မှုအနေနဲ့ကိုဘယ်လိုလုပ်ကြမလဲဘယ်သူသွားကြမလဲဘယ်လိုဆက်သွားကြမလဲနော်နောက်ပြီးလို့ရှင် who will do that တရားအလုပ်တွေကိုဒီပေးထားတဲ့ task လေးတွေတွေကိုဘယ်သူတွေလုပ်ကြမှာလဲเนาะနောက်ဆုံးအနေနဲ့ကတော့ deadline ပေါ့เนาะဒီအလုပ်အရာတွေနဲ့ကိုဘယ်တော့မှပြီးအောင်လုပ်ရမှာလဲเนาะဘယ်နေ့အထိပြီးအောင်လုပ်ရမယ်ဆိုတဲ့အရက်ကိုပြောထားပြီဒါဆိုလို့ရှင် comment yes လေးကိုရေးပေးပါပေါ့เนาะ if you know what the meeting minutes is all about okay I'll see you in the next video goodbye